ရာသီဥတုကလည်းပူလိုက်အေးလိုက်နေဆိုတော့ငါ့သားရည်ကလည်းတစ်မျိုးဖြစ်နေတော့တယ်ခါလေးချုပ်လိုက်ခါလေးဝက်ချထွက်လိုက်လူစကင်ရဲ့ကိုရွေးတော့တော့မှန်းမသိတော့ ဟာနေရလေဘာကြီးကောင်းစားခဲ့ကြရလေဟာအခုဆိုလို့ရှိရင်ရက်30အတွင်းမှာအသားရည်ကိုတိတတပြောင်းလဲလုပ်ပေးမယ်ဒါဘူးရဲ့တတိတိစီးလေးရှိရလေဟုတ်လားဟုတ်တယ် ကိုယ်တိုင်းပြဿနာလိုက်ကြိုက်တာရွေးလို့ရရဲ့နော်နှုတ်ပြပြီးရောအရေးเจ้าတွေကိုတက်တာခြင်းနော်ပတနော B5 အသားရည်ဖြိုဝင်းကျင်နေခြင်းနော် glutathione or snow white အသားရည်အာဟာရပြေဆိုပြဖို့ဆိုရင် green tea avocado ပြီးတော့အသားရည်ပျက်စီးရာ helophobe နဲ့ဝက်ချန်သမားရဲ့အတွက် hyaluronic acid H စုတင်ဒါမို့ရဲ့တတိတိစီမှာကတိုနာရောခရင်ရောရှိရလေသူ့ရဲ့တခြားကလည်းလုံးဝမစိတ်ကပ်ပဲနဲ့အသားရည်ကိုစိတ်ဝင်စားလေးမြန်တယ်လေတူနာလေးသုံးမိရရင်ခရင်လေးထပ်သုံးပေးုံနဲ့ရက်30အတွင်းကိုလူတိုင်းရေးရတဲ့အသားရည်လေးကိုပိုင်ဆိုင်ရပြီလေ ဒါဆိုရင်တော့ဒါဘူးတတိတိ series ကိုအခုပဲအမြန်ဆုံးဝယ်သုံးကြည့်လိုက်တော့နော်